ဟုတ်ကဲ့မင်္ဂလာပါရှင်ဒူးကြီးပေါင်းဖြစ်တာရှင်ဒူးကြီးပေါင်းဖြစ်တယ်ပြီးတော့ထုံနာကျင်နာရေးဖြစ်တယ်ပေါ့နော်အဲ့ဒီဥစ္စာတွေပြီးတော့ဒီဇက်ကြီးပေါင်းဖြစ်တယ်ဒီ၃မျိုးပေါ့ဇက်ကြီးပေါင်းဖြစ်တာက6လလောက်တော့ရှိပြီပေါ့ဒီဒူးကကြတော့တစ်နှစ်လောက်ရှိပြီတစ်နှစ်လောက်ရှိပြီအဲ့လိုပဲနာလိုက်ပြောက်လိုက်ရောင်လိုက်ကြလိုက်အဲ့လိုနဲ့ပဲပေါ့ဒူးကွေးထားရင်နာတယ်ပြီးရင်လမ်းလျှောက်လို့ကောင်းကောင်းမရဘူးပေါ့နော်ပြီးရင်ကက်လိုက်ဆင်းလိုက်တွေလောက်တဲ့ခါကြလို့ရှိရင်တအားနာရပေါ့အဲ့လိုမျိုးပြီးတော့ခဏခဏလဲကြွတ်တက်တယ်ဒါတော့အားနေလို့ထင်ပါတယ်အားနေတာဟုတ်တယ်ရှင်ဒီမှာကကြတော့အလုတ်သွားတယ်လာတယ်ဆိုလို့ရှိရင်အမြဲတမ်းတွေ့နေရတယ်လေဒီဆေးကန်းကိုတွေ့တာကကြာပြီအလုတ်လောက်တာ15နှစ်လောက်ရှိပြီဆိုဆေးကန်းတွေ့ရတော့တော်တော်ကြာပြီဒါပေမဲ့ကွာမအားတာနဲ့အရင်ယောဂမပြင်းထန်သေးတာနဲ့ဆိုတော့မလာပြစ်ဘူးအခုမှလာပြစ်တာက2လလောက်ရှိပြီပေါ့နော်2လလောက်ရှိပြီတော်တော်လေးကိုနာလာပြီးရောက်လာတဲ့ခါကျတော့ပြကြည့်မယ်ဆိုပြီးတော့မှဒီကိုရောက်လာတယ်ပေါ့ရောက်လာပြီးတော့အခုပြတာကြည့်ရပေါ့နော်ပြတာကြည့်ရခါကျတော့တော်တော်သက်သာပါတယ်ရှင်ဟုတ်ကဲ့ရှင်ဆရာမလေးကလည်းခရုလည်းစိုက်တယ်ဒေချာလေးတွေလည်းရှင်းပြပေးရယ်ပြီးတဲ့အခါကျတော့အဲ့လိုဆေးကြက်ထုတ်ထိုးတာတွေဓာတ်ရောင်ကြည်ပြတာတွေကိုကုလိုက်တဲ့အချိန်ကြာလို့ရှိရင်အနည်းဆုံးတော့အဲ့လိုကိုကနားလဲနားလိုက်ရတယ်ပေါ့နော်အလုပ်တော့နည်းနည်းလေးအဲ့လိုမျိုးလှုပ်ထားပြီးပြီဆိုလို့ရှိရင်1ရက်2ရက်လောက်တော့နည်းနည်းလေးငြိမ်ငြိမ်လေးနေပြီးတော့နားလိုက်တယ်အဲ့လိုနားလိုက်တယ်ဆိုတော့ပြန်ပြီးတော့တက်တာသွားတယ်နေရာထိုင်ရလဲကောင်းတယ်အဲ့လိုအိမ်မပြောရည်လဲပြန်ပြီးအိတ်ပေါ်သွားတယ်ဒါပေမဲ့အလောက်ကလည်းမဖြစ်မနေလုံနေရအကြာကြီးနားနေလို့မရတဲ့အခါကျအလောက်ကလည်းအများကြီးလုံနေပြန်လို့အဲ့တော့အဲ့အတွက်ကြောင့်မလို့ပြန်ဖြစ်တယ်ဆေးတောက်လို့ရှိရင်လည်းဆေးလေးတွေတောက်ပြီးတော့ကောင်းကောင်းအုံနောက်တွေတစ်ခါတလေကြာရင်အရန်အလုံးလောက်ရတဲ့အခါကျတော့အုံနောက်မကြည်ပဲနဲ့ဒီလိုသွေးတွေတအားခုန်နေရရှိတယ်အဲ့လိုခုန်နေတဲ့အခါကျလို့ရှိရင်ကိုကနေပြီးတော့ညအိတ်လို့မရဘူးဒါတို့ဒါဒီကြောတွေတအားခုန်တဲ့ခါကျရင်အိတ်လို့မရဘူးဒါမဲ့ဆရာမလေးပေးတဲ့ဆေးတွေနဲ့တော်တော်ကြီးတက်တာသွားပါပြီခုဆိုလို့ရှိရင်တော့ဒါမဲ့ဆွဲတော့တောက်နေရတာပေါ့နော်ကိုရီးယားကျတော့နှစ်ပေါင်းမြောက်များစွာဒီကွန်ပျူတာတွေဖုန်းနေနဲ့အလုံးလုံးညာဖုန်းကလည်းတစ်ချိန်လုံးဒီဖုန်းကလည်းမဖြစ်ဘူးဟိုကပို့ဒီကပို့ဒီ Viber ကနေပြီးတော့မှစာရွက်စာတမ်းတွေကိုပို့ပေးရရှိတယ်အဲ့စာရွက်စာတမ်းတွေကိုမဖြစ်မနေကြည့်နေရတာနောက် online ရှောက်လွှာတွေတင်ရတယ်အင်ချမ်းမြေအလုံးလုံးတဲ့အခါကြလို့ရှိရင်တို့ရှောက်ရတဲ့ file လေးတွေရှိတယ်အဲ့တော့အဲ့အတွက်ကမဖြစ်မနေဒီဖုန်းတွေကကြည့်နေရတာအဲ့တော့အဲ့မဖြစ်မနေကြည့်နေရတဲ့အတွက်အာရုံကြောကလည်းထိနေရတော့ဆေးရတော့ဆွဲတောက်နေရပါတယ်